အခုလာတဲ့ collection system update ကြောင်းကိုသိပြီးကြပြီလားအဆုံးထိကြည့်ပြီးသွားရင်တော့ wall collector သမားတွေတောင်မှ glassy collector တွေနဲ့ရှင်လိုက်ရင်တင်ငယ်သွားတော့မှာပါအားလုံးပဲမင်္ဂလာပါ Novan Gaming ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လာမယ့် update နဲ့အတူပြောင်းလဲသွားမယ့် collection system အကြောင်းကိုပြောပြပေးသွားပါမယ်ဒီတစ်ခေါက်လာမယ့် update မှာတော့ collection point 9သိန်းအထိရောက်နေတဲ့သူတွေက glassy collector ဖြစ်ပါတော့မယ်Glassy Collector အဆင့်ကိုရောက်တဲ့သူတွေက Universal Gleam လို့နာမည်ပေးထားတဲ့ Full Screen Loading Effect နဲ့ Universal Banner ကိုအပိုင်ရမှာပဲဖြစ်ပါတယ်။ Collection System Upgrade နဲ့အတူပါလာတဲ့နောက်ထပ် feature အသစ်လေးကတော့ Season Collection Shop ပဲဖြစ်ပါတယ်။ Season တစ်ခုအတွင်းမှာကိုရတဲ့ Collection Point အတိုင်း coin လေးရမယ်။ဥပမာကိုက Collection Point 4000ရှိရဲ့ Legend Skin ကောင်ဝယ်လိုက်ပြီဆိုရင် coin 4000ရပါမယ်။အဲဒီ coin လေးတွေနဲ့ဒီ Collection System Shop ထဲမှာကိုရောက်နေတဲ့ Collection အဆင့်အလိုက် item တွေဝယ်လို့ရပါမယ်။ Mega Collector တွေနဲ့အထက်အဆင့်တွေကတော့ short တွေက skin share interactive effect ဝယ်ပြီးတော့ကိုယ်တငယ်ချင်းတွေကို skin share ပေးလို့ရပါမယ်။နာမည်ကိုရွှေအောင်ပြောင်းလို့ရတဲ့ effect ကိုလည်း short ထဲမှာဝယ်လို့ရပါမယ်။ season ကုန်သွားရင် collection coin တွေလည်းအကုန်ပျောက်သွားမှာမို့ season မကုန်ခင်ကုန်အောင်သုံးရမယ်နော်။ဒါအပြင် skin တွေအလှကြည့်ရဲ့ glassy system ကိုလည်း upgrade လုပ်ထားပါသေးတယ်။ series တစ်ခုထဲမှာရှိရဲ့ skin တွေအကုန်လုံးကို HD quality နဲ့တနေရာထဲမှာအကုန်စုပြီးတော့ကြည့်လို့ရတော့မှာပါ။ Skin series တွေစုံအောင်စုပြီးသွားရင်တော့ရမယ့် reward တွေကလည်းအရင်လိုမဟုတ်တော့ဘူးเนาะဥပမာကိုက Soul Facet Skin series တစ်ခုလုံးပိုင်ထားမယ်ဆိုရင် loading screen မှာ skin ရဲ့ name ကရွှေရောင်ဖြစ်နေမှာပါ skin တက်ကလည်းတာမန်ထပ်ပို့ပြီးတော့တလက်လက်ဖြစ်နေမယ်ဒါအပြင် profile မှာ Soul Facet Skin အကုန်ရှိရဆိုပြီးတော့ကြွားလုံးထုတ်လို့ရအောင်လို့ဒီလိုမျိုး Soul Facet Full Collection ဆိုတဲ့ပုံလေးပြထားပေးမှာပါညီကုန်းချုပ်ပြောရရင်တော့ဒီ update ကတထေးတွေအတွက်ပါကိုရီမှာတော့ကြွားစရာ skin ဆိုလို့အလကားရတဲ့ blessing skin တွေနဲ့ dragon skin တွေပဲရှိပါတယ်ဗျာကဲကိုလူတော့ collector အဆင့်ဘယ်လောက်ထိရောက်နေပြီလဲဘယ်လို skin series တွေစုံအောင်ပိုင်ထားပြီလဲဆိုတာပြောခဲ့ကြပါအောင်နော်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါတော့မယ်နောက်ဗီဒီယိုတစ်ခုမှာပြန်တွေ့ကြမယ်နော်